ပါဒေးလီဖက်မြန်မာမှာကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ကဘာကြီးရဲ့လက်ဖိုးတူးလိုက်ဘာတွေတွေ့ရှိရမလဲဟုတ်ကဲ့ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ပြသွားမှာပါကဘာကြီးရဲ့လက်ဖိုးထိတူးနိုင်ရင်ဘာတွေ့ရမယ်လို့ထင်ပါတယ်လေရွှေလားစိန်လားဒါမှမဟုတ်မိပင်လေကြီးလားဒီနေ့တော့သိပ္ပံပညာရကဘာလက်ဖိုးမှာဘာတွေရှိနေပြီလူသားတွေဘာကြောင့်ခုချိန်ထိမရောက်နိုင်သေးတာလဲဆိုတော့လေ့လာကြအောင်ဟုတ်ကဲ့ပါကဘာကြီးရဲ့အလွှာများကဘာကြီးကိုအဓိကအလွှာ၄ခုနဲ့ဖွဲ့စည်းထားပါတယ်ခရတ်လူတွေနေထိုင်တဲ့မြေမျက်နှာပြင်မန်တဲအလွန်ပူတဲ့ကြောက်ရွံ့လွှာအောက်တာကိုတန်နဲ့နီဂယ်ရီအင်နာကိုဖီအားကြောင့်စိုင်ခဲတွေဖြစ်နေတဲ့တန်နဲ့နီဂယ်ဘာတွေကြုံရမလဲဟုတ်ကဲ့ပါတဖြည်းဖြည်းနတ်သွားတွေလေအပူချိန်ကတိုးလာမယ်ဖီအားကလည်းအလွန်ကြီးလာမယ်အင်နာကိုနာရောက်ရင်တော့အပူချိန်ကမြေမြတ်များတွင်ဒီပါ9000 6000စင်တီဂရိတ်လောက်ပူနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။ဘာကြောင့်မတူးနိုင်သေးတာလဲ။ဟုတ်ကဲ့ပါ။ခုချိန်ထိလူသားတွေတူးဖော်ခဲ့တဲ့အနက်ဆုံးတွင်းက12ကီလိုမီတာကျော်လောက်ပဲရှိပါတယ်။ဒါပေမဲ့ကမ္ဘာဗဟုကမြေနက်နာပြင်အောက်6381ကီလိုမီတာလောက်နှက်ပါတယ်။အပူချိန်နဲ့ဖီအားအလွန်များတာကြောင့်လက်ရှိနည်းပညာနဲ့မရောက်နိုင်သေးတာပါအလဲဘဟုကိုရောက်ရင်ဘာဖြစ်နိုင်လဲတကယ်လို့အလဲဘဟုထိရောက်ရင်တော့အပူချိန်ကြောင့်အသက်ရှင်ဖို့လုံးဝမဖြစ်နိုင်ပါဘူးဖီအားကလည်းလူနဲ့စက်ပစ္စည်းတွေကိုခံနိုင်ရတဲ့ကျော်လွန်သွားပါလိမ့်မယ်ဒါကြောင့်လက်ရှိသိပ္ပံပညာရလူသားတွေကဘာလဲဘဟုကိုယ်တိုင်တွားရောက်ဖို့မဖြစ်နိုင်သေးပါဘူးခင်ဗျာကဘာကြီးရဲ့အတွင်းပိုင်းမှာလူသားတွေမတည်သေးတဲ့အရာတွေအများကြီးရှိနေပါသေးတယ်ဒီလိုစိတ်ယုံစားပွဲဟာသိပ္ပံနဲ့ကဘာအံပွဲအကြောင်းအရာတွေကိုသိချင်ဒေးလီယမ်ဖြတ်မလာဘူး subscribe လုပ်ဖို့မမေ့ပါနဲ့